မြောပေါ်ထားတဲ့ထာဝရဘုရားမြတ်တာတပါးရီတော့တာတော်စွန်ဒီတာဘယ်မှာရှာဖွေမလဲအလွန်ကြီးမားလွန်းတဲ့မြတ်တာသင်မဖွေရှာလေလူသားများအားသိချင်နေသူလူသားများဟာပြည့်နော်နေမွန်းတော့ချေအပြည့်ရဲ့ပိုခန့်ရဲ့ကိုတွားရမယ်ဘယ်သူကဲတင်မလဲကဲမဆောင်မဲ့သူမရှိချေသူငယ်တော်ယေရှုလူသားများတွေ့ဝေးဖွာလေပြီဘို့လူသားကြီးမคิวနာခံစားနေပြီပေးဆက်လို့မကုန်နိုင်အောင်ကြီးမတကယ်တော့လောကသားတွေဝမ်းရောက်စရာတည်ငောင်းတစ်ခုဟာ Christmas ပါပြည့်နော်နေမူတော့ချေအပြည့်ရဲ့ဖို့ခံရဲ့ကိုတွားရမယ်ဘယ်သူကဲတင်မလဲကဲမဆောင်မဲ့သူမရှိချေသူငယ်တော်ယေရှုလူသားများတွေ့မွေးဖွာလေပြီအိုလူသားคิวนาခံစားနေပြီပေးဆက်လို့မကုန်နိုင်အောင်ကြီးမားတကယ်တော့လောကသားတွေဝမ်းရောက်စရာတည်ငောင်းတစ်ခုဟာ Christmas ပါဘို့လူသားကြီးမားคิวနာခံစားနေပြီပေးဆက်လို့မကုန်နိုင်အောင်ကြီးမားတကယ်တော့လောကသားတွေဝမ်းရောက်စရာတည်ငောင်းတစ်ခုဟာ Christmas ပါမိတ်ဆွေယေရှုခရစ်တော်ဘုရားဆိုတာအပြစ်ရှိသောလူသားအလုံးကိုအပြစ်သားဘဝကနေလွတ်စေဖို့သူ့ရဲ့အသွေးနဲ့အသက်ကိုစွန့်ပြီးလူသားတွေအတွက်အပြစ်ကြွေးဆက်ပေးပြီးတကြိုချင်းကိုခံကာ3ရက်မြောက်တဲ့နေ့မှာသေခြင်းကနေပြန်လည်ထမြောက်အောင်မြင်ပြီးတော့လူသားအလုံးကိုအပြစ်ကြောင့်ငရဲမသွားရအောင်ကယ်တင်ပေးခဲ့တဲ့ကယ်တင်ရှင်ဖြစ်ပါတယ်